ရာသီချိန်ခါရောက်လို့လဲပေါက်ခဲ့တဲ့ပွင့်ကြီးရွှေပန်းနန့်သားနဲ့6ရောင်ဝါစီဒီရင်မှဆယ်စင်းလက်စုံဖူးဥမြောက်လိုချီဝင်းနှင်းရဲစီ3လီသမယရောင်ဖြိုးဝေစွာနဲ့ရုကန်သားတောင်တော်စွန်းမှာထွန်လိမ်မာကဒါဟာဘုဒ္ဓတော်ဦးမင်းရဲ့ဆလရာသီပွဲလေးစစ်ကပြားတွေကတပူရဲလာပွဲကပြားဖြစ်ပြီးပေါက်ပန်းလေးပန်းပွင့်တဲ့အကြောင်းဗုဒ္ဓဘာသာဝင်တို့လှူဒန်းဒါနာပြုတဲ့အကြောင်းဝင်းနှင်းမုံတွေကြာဆင်းတဲ့အကြောင်းမာကနဲ့ခတ်ဟာစန့်ရှင်ထွန်တောက်ကြောင်းကိုရှိဖွဲ့ထားတယ်လို့ဆရာကြီးမင်းသူဝန်ရဲ့ဖို့သူတော်ဦးမင်းဤတဘာဝပြက်ကလေးနှင့်အခြားစာများစာအုပ်မှာဖော်ပြထားပါတယ်ရှင်။တပူးတကိုင်းတွေကိုအောက်ကိုတွဲလောင်းကြအောင်ပြုလုပ်ပြီးထီရင်းတာကိုဆွဲပြုခေါ်ပေါ်ရင်တပူးရဲဖြစ်လာတယ်လို့လာနမနဲ့ပတ်သက်ပြီးဝီချိုပြူကြလို့တပူးတကိုင်းတွေဖူးပွင့်တွဲကြတဲ့ကာလဖြစ်တာကြောင့်တပူးတွေကနေတပူးရဲလို့ခေါ်ဆိုကြတယ်လို့လည်းပစ္စမာရန်မြန်မာစာထမနေပွဲသင်ခန်းစာမှာဖော်ပြထားပါတယ်။ဘလို့ပဲဖြစ်ပါစေစောင်းရသည်ရဲ့နောက်ဆုံးလာဖြစ်တဲ့ဒီတပူးရဲလာဟာညတာရှိပြီးအေးလွန်ခဲ့လာတဲ့ကာလဖြစ်တာကြောင့်နိုင်ရီရိုးရွှဲတပူရဲလို့လည်းဆွဆွတ်ပြုခဲ့ကြပါတယ်ရှင်။မြန်မာတို့ရဲ့မြန်မာပြက်ကလေး12လမှာတပူရဲလာဟာဧကဒသမမြောက်လာကုံရသည်ဖြစ်ပြီးအိုးထန်းယောက်ျားရုပ်ကိုရာသီရုပ်ဖြစ်သတ်မှတ်ရေးဆွဲကြပါတယ်။မာကနက်ခတ်ဟာလပြေဝန်းနဲ့ဆန်းရှင်ထွန်ပါပြီးတရဝင်းနက်ခတ်ဟာနေမင်းနဲ့ရှင်ပါတယ်။တလလုံး29ရက်ပဲရှိတာကြောင့်တပူရဲရမစုံ29ရက်လို့လည်းမှတ်သားကြပါတယ်။အရွက်စိမ်းတွေကြားရဲရဲတောက်ပွင့်လန်းတတ်တဲ့ပေါက်ပန်းလေးပန်းတို့ဟာတပူရဲလာရဲ့ရာသီပန်းတွေဖြစ်ပါတယ်။တပူရဲလာမှာအင်္ဂါနဲ့ဇာတာပရိဟာရဲရစာတွေဖြစ်ပြီးတနင်္ဂနွေနဲ့တနင်္လာကတော့ပြာဒရာရက်တွေဖြစ်ပါတယ်။မြမဆလလရာသီပွဲတော်တွေတဲ့ကာဦးပေါ်စားကာလမှာဆင်နွှဲကြတဲ့ထမနေပွဲတော်ဟာတပူရဲလာရဲ့ထင်ရှားတဲ့ရာသီပွဲဖြစ်ပြီးကောက်သစ္စာပွဲတော်လို့လည်းဆိုနိုင်ပါတယ်ရှင်။ညောက်လီတိုက်ခတ်ချိန်ရော်ရဲကြီးချိန်နှင်းရည်ဆူရွှဲချိန်ပေါက်ပန်းလေးပန်းတွေပွင့်ချိန်ဇရက်စားတဲ့ကြီးငက်သားရကာတွေမြူထူပျော်ရွှင်ချိန်ကောက်ကြီးစမဒန်တွေရိတ်သိမ်းနယ်လေးပြီးချိန်တပူရဲလာခါသမယမှာမြန်မာနိုင်ငံနေရာနှံပြအဘာတရာချင်းပါလေးရှိတဲ့ထမင်းပွဲတော်နဲ့ဆက်ဆက်သမယအကြောင်းအရာတွေကိုဒီကနေ့9မိနစ်မြန်မာစာ channel ကနေသူတာရတာစုံစုံလင်းလင်းနဲ့တင်ဆက်ပေးသွားမှာမို့အဆုံးထိကြည့်ရှုနာဆင်ပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်